ကျွန်တော်တို့လီဗာပူးဖန်နေစောင့်ကြည့်နေတာကဒီလိုခြေစွမ်းမျိုးဒီလိုစိတ်ဓာတ်မျိုးလီဗာပူးကိုကျွန်တော်တို့မြင်နေတာဖြစ်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လီဗာပူး H Flying Back Channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ Champion League ဒုတိယကြော့ပွဲစဉ်မှာတော့ကျွန်တော်တို့လီဗာပူးတင်းကအင်ကွင်အန်ဖီမှာဒီပထမကြော့ကတကူကိုမရှိနဲ့ရှုံးခဲ့တဲ့ဂလာတာ3ကို4ဂိုးမရှိဆိုတဲ့ရလတ်နဲ့အတူတူပြက်ပြက်တတ်အနိုင်ယူပြီးတော့ quarter final ကိုတက်လှမ်းနိုင်ခဲ့ပြီပေါ့နော်ဒီမနက်အစောပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီဂလာတာ3ရဲ့အိမ်ကွင်းမှာစော့ခဲ့တဲ့ကျွန်တော်တို့လီဗာပူးတင်းရဲ့ကစားဟန်နဲ့အနည်းငယ် changes လုပ်ထားတာလေးရှိတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်ဒါဂလာတာ3ကိုလုံးဝအပြည့်အသာစီးရရှိဖို့အတွက်ကိုအာနီစလောအနေနဲ့ဘယ်လိုနီးစနစ်အပြောင်းလဲလေးတွေလုပ်ခဲ့လဲဆိုတော့ကျွန်တော်တို့အတူတူဆက်လက်ဆွေးနွေးသွားကြည့်အောင်ပါခင်ဗျာပထမဆုံးအနေနဲ့အာနီစလောကဒီပွဲရဲ့ line နဲ့လူစင်းမှာဆိုရင်ဒါ free power right back မှာပြန်သုံးလာခဲ့ပြီးတော့ကျွန်တော်တို့ဒါ4-2-2-2လို့ပုံစံမျိုးသုံးလာခဲ့တယ်ပေါ့เนาะကျွန်တော်တို့နောက်တန်းမှာတော့4ယောက်ထားပြီးတော့ကျွန်တော်တို့ကွင်းလယ်2ယောက်ကိုဒီ Gravenberch နဲ့ McAllister ကိုတော့ဒီ double pivot 2ယောက်ဖြစ်ပဲထားပြီးတော့ကျွန်တော်တို့ flow ကိုဒီ LAM ဒီ Sobo RAM ပေါ့เนาะကျွန်တော်တို့ဒါ attacking midfielder 2ယောက်ဖြစ်ဒါဘယ်ချမ်းမှာ flow ရှိမယ်ညာချမ်းမှာ Sobo ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီတိုက်စစ်ပိုင်းတော့ဆိုရင်လည်းဒီကျွန်တော်တို့ဘယ်ဘက်ချမ်းလုံးမှာ EKTK အနေနဲ့ဝင်းမတ်တွေလည်းထွက်ဆော့တယ်ဒီဘယ်ဘက်တစ်ချမ်းလုံးကိုတောင်မန်နေထိလည်းထွက်ပြီးဆော့တယ်ဒီ head space တွေလည်းနေရာဝင်ယူတဲ့စားလာဆိုရင်လည်းညာချမ်းတစ်ချမ်းလုံးဒီ head space တွေထဲမှာရောသူ့အနေနဲ့ဒီညာချမ်းတိုက်စစ်ကိုဥဆောင်လာတယ်ပေါ့နော်ဟိုအရင်ပွဲတွေကလိုမျိုးဟိုကွင်းဘေးစီတက်စလိုင်းနေနားလောက်ထိကိုမထွက်တော့ဘဲနဲ့ head space တွေမှာပဲဝင်ပြီးတော့နေရာယူလာပြီးတော့ကျွန်တော်တို့နောက်ကနေပြီးတော့ဒီ Sobo နဲ့ဒါ flow တို့2ယောက်ထောက်ထားပြီးတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့အတင်းရဲ့တိုက်စစ်လမ်းကြောင်းတွေတော်တော်လေးပွင့်သွားစေခဲ့တာတွေ့ရတယ်ပေါ့နော်ပြီးတော့လေဒီဂလာတာ3နဲ့ဒုတိယအကြော့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒါပွဲအစောပိုင်းမိနစ်တွေမှာတော့နည်းငယ်လေးတော့ shaking movement လေးတွေဖြစ်တယ်ကျွန်တော်တို့အချိတ်ဆက်လေးတွေလိုအပ်ချက်လေးတွေရှိခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒါပွဲချိန်ကြာလာတာနဲ့မျှဖြည်းဖြည်းချင်းကျွန်တော်တို့လီဗာပူးတင်းရဆိုရင်ဒီဂလာတာ3ဘက်ကိုမရက်မနာဒရဇက်တိုက်စစ်တွေဆင်နိုင်ခဲ့တယ်အဒီလိုတိုက်စစ်တွေဆင်နေနေပဲဒါကျွန်တော်တို့အနေနဲ့ဒါအဖွင့်ကိုဆိုရင်မိနစ်20ကျော်မှာကျွန်တော်တို့ကော်နာနေပြီးတော့မာကာနေပြီးတော့တာလေးတောင်းဖြတ်လေးစိုးဖို့ပေးလိုက်တဲ့အလုံးစိုးဖို့အနေနဲ့ဒါသူ့ရဲ့ဒီညာဘက်နဲ့ကန့်မယ်ဆိုရင်ဒီရဲမတ်နဲ့ထိသွားနိုင်မယ်သူ့ရဲ့ဝီဖူဖြစ်တဲ့ညာဘက်နဲ့မကန်မဲနဲ့ဘဲဘက်လေးနဲ့အသာလေးတုံးထုတ်ပေးလိုက်တာဆိုရင်တော်တော်လေးကိုလှတယ်ပေါ့နော်ဂိုးထဲဝင်သွားတဲ့ဘောလုံးတွေပြောရမယ်ဆိုရင်ဒါပါဝါလဲပါတယ် skills လဲပါတယ်လုံးဝကြီးကိုတိကျတဲ့ပြီးတော့ဒါလုံးဝ perfect timing ကိုလုံးဝတကယ်လှတဲ့ဂိုးတစ်ခုအနေနဲ့ကျွန်တော်တို့ကဒီပထမကြောက1-0ဆိုတဲ့ရလက်ကိုဒီမိနစ်20ကျော်မှနေမဲ့ပြန်လည်ခြေပနိုင်ခဲ့ပြီးတော့ဒါ1-1ဆိုတဲ့ရလက်ကိုစောစောစီးစီးပုံဖော်နိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဆိုရင်ဒါအာနီစလောရဲ့နေရာအပြောင်းလဲလေးတွေကဆိုရင်ဒီပထမအကြော့နဲ့ဒုတိယအကြော့တော်တော်ကြီးกว่าခြားသွားတဲ့ခြားနာချက်လို့ဆိုရမယ်ပေါ့နော်ဒီတိုက်စစ်မှာဆိုရင်ဒါ EKTK နဲ့စာလာ2ယောက်ကိုပဲဒါဘယ်ညာဒီရုံးပြီးတော့ကစားခိုင်းပြီးတော့ကျွန်တော်တို့ဒါ Sobo နဲ့ flow ဆိုရင်ဒါဒီ LAM ပုံစံမျိုးဆိုရင်မဲ့လဲဒါ flower ဆိုရင်လည်းဒါညာဘက်ချမ်းနေလဲရောက်တယ် Sobo ဆိုရင်လည်းဒါဘယ်ဘက်ချမ်းနေလဲရောက်တယ်ပြီးတော့ဒါနောက်မှလဲလိုရင်လိုသလိုမျိုးဝင်ကူပေးရတယ်ရှိတယ်ပြီးတော့ညာချမ်းတစ်ချမ်းလုံးရဲ့ဒီတိုက်စစ်အပြင်ခံစစ်ကိုလည်းဒါ Sobo ဆိုရင်သူ့ရဲ့ wall rate နှုံကောင်းနေနဲ့ဝင်ပြီးတော့ဝင်ကပါဖြည့်ပြီးတဲ့အပိုင်းတွေလည်းတော်တော်လေးတွေ့ရတယ်ပေါ့နော်ဒီလိုမျိုးဒီ4-2-2-2ဆိုတဲ့ကစားဟောင်းအာနီစလောအနေနဲ့ဒီယာဒီမှာဆိုရင်လည်းဒါဟိုရှေ့ကပြီးခဲ့တဲ့နိုင်ခဲ့တဲ့ပွဲတွေမှာတုံးခဲ့တာမျိုးလေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဒါမမရပြောရမယ်ဆိုရင်ဒီ4-2-2-2ကစားကွက်ကိုပဲကွာရဘတ်နဲ့ပွဲတွေမှာစမ်းသုံးခဲ့တာမျိုးလေးတွေလည်းရှိခဲ့တယ်ပြီးတော့ဒီကျွန်တော်ပရီးမီးယားလိမှာရလက်တွေ struggle ဖြစ်နေတဲ့အချိန်မှာဆိုရင်လည်းဒီလိုမျိုး4-2-2-2 formation ကိုတုံးပြီးတော့ result ကောင်းခဲ့တဲ့ပွဲတွေကဆိုရင်လည်းမနေဘူးပေါ့နော်ဒီIsakပြန်လာပြီဆိုရင်ဒါ Isak နဲ့ EKTK ကိုတွဲပြီးတော့ပဲဒီ4-2-2-2ပေါ့နော်4-4-2ရှက်ဆန်လေးကိုမှကျွန်တော်တို့ AM 2ယောက်ဖြစ်ထည့်ပြီးတော့သုံးထားတာဆိုရင်ကျွန်တော်တို့လီဗာပူးတင်းရဲ့ဒါကွင်းလယ်မှာလည်း overload ဖြစ်သွားပြီးတော့ကျွန်တော်တို့ကွင်းလယ်မှာဆိုရင်လည်းကစားကွက်ပိုင်းဆိုင်ရာပို့မှုပြီးတော့ဒါလွတ်လွတ်လပ်လပ်နဲ့ပို့ပြီးတော့
လမ်းကြောင်းတွေအများကြီးပို့ပြီးပွင့်စေနိုင်ဆိုကျွန်တော်တို့ဒီတိုက်စစ်ကစားသမားတွေအတွက်ကလည်းလွတ်လွတ်လပ်လပ်ပို့ပြီးတော့လှုပ်ရှားခွင့်ရတယ်စာလာဆိုရင်လည်းသူ့အနေနဲ့ဒါဟိုးကွင်းပေးစီးလောက်ထိကိုထွက်နေကြမလို့တော့ဘဲနဲ့ဒီ haspi ပေါ့နော်ဒီ16ကိုက်စီးထိတ်ဒီညာဘက်ချမ်းသားလောက်ကနေမှာပဲနေရာယူပြီးတော့ကစားရတာဖြစ်တဲ့အတွက်ဒါဂိုးနဲ့ပုံနီးတာဖြစ်တဲ့အတွက် chance နေဆိုလဲတစ်ချိန်ပြီးတစ်ချိန်ရတယ်ပေါ့နော်ကျွန်တော်တို့ဒါ 1C ဖြစ်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ပထမပိုင်းမှာပွဲကိုအပြတ်ဖြတ်အောင်စူးစမ်းရတယ်တောက်လျှောက်စူးစမ်းရတယ်စာလာဆိုရင်လည်းဒါကာလာတာစရီနောက်တန်းကခေါင်းတိုက်ပြီးတော့ဂိုးသမားကိုပြန်ပေးတဲ့ဘောလုံးဖြတ်ပြီးတော့ဆွဲပြီးတော့ဒီဂိုးသမားနဲ့ 1+1 တွေ့တဲ့အနေထားဒီမှာဆိုရင်အသာလေးလှမ်းပြီးတော့ chip လုပ်ပြီးကန်ပေမဲ့လည်းဂိုးသမားလက်နဲ့ထိပြီးတော့ပြန်ထွက်သွားခဲ့တာကြောင့်ဒါပထမပိုင်းမှာစာလာနေနဲ့သွင်းကိုမရရှိတာဖြစ်တယ်ပြီးတော့လည်းကျွန်တော်တို့ဒါပထမပိုင်းပြီးကန်ဒီမှာဆိုရင်လည်းဒါ Sobo Slime ကိုပြည့်တန်ကျူးလွန်လိုက်လို့ကျွန်တော်တို့လဘဘူးသေးအနေနဲ့ပက်နတီရတယ်ဒီရရှိတဲ့ပက်နတီကိုလည်းဒါအဲ့ဒီပက်နတီကန်တာတော့စာတော်တော်လေးညံ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါသူကန်လိုက်တဲ့ပုံစံကြီးကဘာ scale မှလည်းမပါဘူးဘာပါအောင်မှလည်းမပါဘူးပက်နကကစ်လိုမျိုးလည်းမဟုတ်ပဲနဲ့တော်တော်လေးလိုအပ်ချက်တွေတော့ရှိခဲ့တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ကဒီပထမပိုင်းမှာဆိုရင်ဒီထက်1C ဆိုတဲ့ရလက်ထက်ကိုပို့ပြီးတော့ဂိုးပြတ်တင်းခဲ့ပေမဲ့လည်းပထမပိုင်းမှာတော့ဒါနှစ်ကြော့ပေါင်ရလက်တစ်ဖက်တကိုးစီဆိုတဲ့တည်ရင်နဲ့ပဲပထမပိုင်းပြီးဆုံးလို့တွားခဲ့တယ်ပေါ့နော်ဒုတိယပိုင်းရောက်တဲ့အခါမှာတော့ကျွန်တော်လဘဦးသိန်းရဆိုရင်ပို့ပြီးတော့တိုက်စစ်ကိုမြင့်တင်လာတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်တန်းကစားသမားတွေဆိုရင်လည်းဒီနေ့ပွဲစဉ်မှာဆိုရင်တော်တော်လေးအမှားကင်းနဲ့အာယုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်ခဲ့တာဆိုရင်တော်တော်လေးလည်းချီးကျူးရမယ်ပေါ့နော်ပြီးတော့ဒီနေ့ပွဲစဉ်မှာအာနီစလော့အနေနဲ့အထူးသတိထားပြီးပြင်ဆင်လာတဲ့အချက်ကဘာလဲလို့ကျွန်တော်အမြင်ကပြောရမှာဆိုရင်တော့ဒီနေ့ပွဲစဉ်မှာဆိုရင်ဒါအာနီစလော့ဆိုရင်ဒါပြောမယ်ဆိုဘေးက play တွေ ground pass တွေရပဲမတော်ပဲနဲ့နောက်ကနေပြီးတော့ Van Dijk တို့ဒီကိုနာတေးတို့စီကနေ long ball တွေနဲ့ပဲအီကီတီကီဇိုဘက်ကိုမပေးလိုက်ဒီဆာလာတို့ဘက်ကိုမပေးလိုက်နဲ့အမြင့်ဘောတွေလည်းတောက်လျှောက်တော်တော်လေးသုံးတာကိုတွေ့ရတယ်ပြီးတော့ဒီဂါလာတာစရီဘက်ကအမြင့်ဘောတွေပြန်လာပြီးဆိုရင်လည်းကျွန်တော်တို့လဘဘူးသိန်းရဆိုရင်ဒါကိုဘောလုံးရရှိနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ကိုဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ်စက္ကန့်မို့မရရအောင်ပြန်ကောက်တဲ့အပိုင်းတွေမှာဆိုရင်တော်တော်လေးအားကောင်းပြီးတော့ဒီ rest defense လုပ်တဲ့အပိုင်းတွေမှာဆိုရင်လည်းဒီပွဲစဉ်မှာဆိုရင်တော်တော်လေးကိုမှတော်တော်လေးပြည့်စုံခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒါဒီစက္ကန့်ဘောနဲ့ဒီအမြင့်ဘောနဲ့ဆိုတာကျွန်တော်တို့ဒါပထမကြောကတိုင်ပတ်ခဲ့တဲ့အရာတွေဒီဒုတိယကြောပြန်ရောက်တဲ့အခါမှာဆိုရင်ကွင်းလယ်ကိုဒါ၄ယောက်နဲ့ overload တည်ပြီးတော့စက္ကန့်ဘောကိုလည်းနိုင်နေပြန်ပြီးတော့လိုက်ပြီးတော့ဆယ်နိုင်သလိုကျွန်တော်တို့ဒီဘောလုံးဆုံးဖြုံးသွားတဲ့အခါမှာဆိုရင်လည်းခက်မြန်ဆန်ဆန်ပဲပြိုင်ဘက်ရဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ပြီးတော့ဘောလုံးကိုမြန်ဆန်ဆန်ဆယ်ယူနိုင်ခဲ့တာဆိုရင်ဒါဒီနေ့ကျွန်တော်တို့လဘဦးတင်ဂိုးပြတ်နိုင်ပွဲရရှိခြင်းအကြောင်းရင်းတွေတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့လည်းဒါကျွန်တော်တို့လဘဦးတင်မှာဒါတိုက်စစ်အတွက်တစ်လုံးအခွင့်အရေးတွေတစ်ချိန်တောက်လျှောက်ရတယ်ပေါ့နော်ဒီ၄ဂိုးမရှိဆိုပေမဲ့လည်းတကယ် result ကဆိုရင် score line ကဒီထက်ကိုပို့ပြီးတော့မြင့်မားသွားနိုင်တဲ့အခိုက်အတန့်တွေလည်းအများကြီးရှိတယ်ပေါ့နော်တကယ်ဆိုဒါ 6C 7C လောက်အထိကိုဖြစ်သွားနိုင်တဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့တယ်ဒါတီကီလို့ဆိုရင်လည်းအပိုင်လူပေးလို့ရမယ့်အလုံးတွေလူမပေးဘဲနဲ့သူကိုယ်တိုင်လည်းကန်ခွင့်မရဘဲနဲ့ဂိုးတွေကိုပလိန်ဆွဲပြီးတိုးသွားတာတွေအဲ့အချိန်မှာဆာလာကိုပေးလိုက်မယ်ဆိုရင်ဒါဆာလာအနေနဲ့ဒါအဆုံးသတ်လို့ရမယ့်အနေထားမှာလူမပေးတာတွေပြီးတော့ဒီနေ့ပွဲမှာဒါ flow ဆိုရင်သူ့အနေနဲ့အတင်းရဲ့ဒီတိုက်စစ်ပိုင်း link up play တွေမှာဆိုရင်တော့တော်တော်လေးကောင်းမွန်တယ်ဆိုပေမဲ့လည်းကိုယ်တိုင်အဆုံးသတ်မဲ့အချိန်ကြီးဒီကိုယ်တိုင်အဆုံးသတ်ခွင့်ရတဲ့အနေထားတွေမှာဆိုရင်သူ့အနေနဲ့သွင်းကိုမရရှိခဲ့ဘူးပေါ့နော်ဒီပထမပိုင်းမှာဆိုရင်လည်း flow အနေနဲ့ကဒါအနီးကဒီ18ကိုက် box ထဲမှာနေအနီးကပိတ်ခွင့်တစ်ချိန်ရတယ်နောက်ဒုတိယပိုင်းမှာဆိုရင်လည်းဒီ6ကိုက်စီထိတ်နာလေးနေပေါ့နော်ဆာလာကန်လိုက်တဲ့ဘောလုံးကပြန်ထွက်လာတော့သူ့အနေနဲ့အနီးကထပ်ပိတ်ခွင့်ရတယ်ပေါ့နော်အဲ့ဒီအလုံးနေတာဂိုးသွားခဲ့မယ်ဆိုရင်ဒီထက်ပို့ပြီးတော့သွင်းဂိုးတွေအများကြီးရရှိနိုင်နေရှိတယ်ပြီးတော့ကျွန်တော်တို့ဒါဒုတိယမြောက်ဂိုးပေါ့နော်ပွဲကိုဦးဆောင်လာမဲ့ဂိုးကိုတော့ဆာလာရဲ့ဖန်နီးပြီးမှုကနေအီကီတီကီကသူ့ရဲ့ထုံးစံတိုင်းကန်နဲ့ညာချီနဲ့မဟုတ်ဘဲနဲ့ဒါဝီဖူပေါ့နော်ဘယ်ချီနဲ့ပဲတာလေးကန်ထည့်လိုက်တဲ့အချိန်မှာဆိုရင်ဒါဂိုးသမားကတော့သူညာချီနဲ့ကန်မယ်ဆိုပြီးတွက်ဆထားပေမဲ့လည်းသူဘယ်ချီနဲ့တွန်းတဲ့ခါမှာဂိုးသမားအနေနဲ့ကသူ့ရဲ့ညာဘက် position ကျုံသွားတဲ့ခါမှာဂိုးသမားရဲ့ဘယ်ဘက်ထဲကိုပဲတာလေးထည့်နေကျွန်တော်တို့တွေကဒီပွဲစဉ်မှာဥဆောင်နိုင်ပြီးတော့ဒါနှစ်ကြော့ပေါင်း2-1ဆိုတဲ့ရလဒ်နဲ့မှာဥဆောင်သွားနိုင်ခဲ့တဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့ဒီဥဆောင်မှုရပြီးတိတ်မကြခင်မှာပဲ
ကျွန်တော်တို့လီဗာပူးတင်းရဲ့ကွင်းလည်အားဆိုရင်လည်းဒီနေ့ ball carrying နဲ့တော်တော်လေးကောင်းတယ် line break carrying တွေပေါ့နော်ဒီ Galatasaray ရဲ့ line တွေကို Gravenberch တို့ဘောလုံးတွေတကူတော့အစွဲနဲ့ဆွဲပြီးတော့ကြော်ပြီးတော့ဒါမာကာတို့ဆိုရင်လည်းခဏလို့ဆွဲပြီးကြော်ပြီးတော့ရှေ့မှာကျွန်တော်တို့ Iki Tiki တို့နဲ့တွဲပြီးတော့တိုက်စစ်လမ်းကြောင်းတွေပြန်စတာဆိုရင်တော်တော်လေးထိရောက်တယ်ဒီတတိယမြောက်သွင်းကိုမှဆိုရင်လည်း Gravenberch သူကိုယ်တိုင်ပဲဒီ Galatasaray ရဲ့နောက်ဒီကိုင်းနဲ့ကစားသမားတွေဂျားတွေကနေသူ့အနေနဲ့ဆွဲပြေးသွားပြီးတော့ဘောလုံးခင်းမိတယ်ခင်းမိရကနေဖလိုစီကနေရောက်တယ်ဖလိုစီကနေဆာလာကိုပေးတယ်ဆာလာနီနဲ့လှမ်းကန်ထုတ်လိုက်တယ်ပေါ့နော်ကန်နဲ့ကန်ကြလည်းတော်တော်ကောင်းတယ်အဲ့ကန်နဲ့ဘောလုံးကိုဒီကာလာတာဆွေကူသမားပြန်ပုတ်ထုတ်လာတဲ့အခါမှာ Gravenberch စီကိုရောက်တယ်အဲ့ဒီအချိန်မှာလည်း Gravenberch ကလည်းဒီသူ့ရဲ့ weak foot နဲ့ပဲအတာလေးထောက်ပြီးတော့ကန်တယ်ပေါ့နော်ကန်တဲ့အခါမှာကျွန်တော်တို့ဒါ 3C ဆိုတဲ့ရလက်နဲ့ပြည့်ပြတ်သားဥဆောင်နိုင်ခဲ့ပြီပဲနော်အဲ့ဒီအချိန်မှာဆိုရင်ဒါကျွန်တော်တို့ဘာဘူးတင်းရဆိုရင်ဒါအတင်းရဲ့တိုက်စစ် threat ကိုလုံးဝမလျှော့သေးဘဲနဲ့ငါတို့တွင်းကိုတွေများရင်များသလောက်ရယူမယ်ဒါဂိုးများတွင်းနိုင်လေ confidence ပို့ပြီးတော့တက်လေပို့ပြီးတော့ယုံကြည်မှုအားကောင်းနေဆိုတော့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့တွေကတွင်းကိုတွေနောက်ထပ်ရရှိအောင်တကူပြီးတကူကြိုးစားခဲ့တယ်ဒါဆာလာတို့ဆိုရင်လည်းကျွန်တော်အတင်းရဲ့ဒါသတုဒ္ဓမြောက်ကိုသူ့အနေနဲ့ဒါလှလှပပပေါ့နော်သူ့ရဲ့ treatment ကန်သွင်းနေကြပုံစံလေးတိုင်းပဲကျွန်တော်တို့ဒါ16ကိုက်စီထိတ်ဒီကောက်နာလေးမှာပဲသူ့ရဲ့ left foot ပေါ့နော်သူ့ရဲ့ဘဲကန်ချက်အပိုင်ဝိုက်ပြီးတော့ကိုသမားရဲ့ညာဘက်အပေါ်တော့နေကိုလှပပလေးကန်သွင်းယူရင်းနဲ့ဒါ၄ခုမြောက်ကိုသွင်းယူနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒါဆာလာဆိုရင်လည်းဒီနေ့ပွဲမှာ 1+1 အခွင့်အရေးတွေလည်းအများကြီးရတယ်ပြီး Iki Tiki ပေးလိုက်တဲ့ဘောလုံးကိုသူပိတ်တာမှဆိုရင်လည်းဘားတန်းထိပြီးတော့ပြန်ထွက်သွားတာမျိုးတွေရှိတယ်ဆုံးသက်တာဒီထက်တေချင်တော့သူ့အနေနဲ့ဒီထက်ပို့ပြီးတော့ဂိုးတွေရနိုင်ရတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဆာလာဆိုရင်လည်းဒီနေ့ပွဲစဉ်မှာဒါသွင်းကိုတကူရရှိခဲ့တာကြောင့်ဒါအာဖရိကဘောလုံးကစားသမားတွေအကုန်လုံးထဲမှာဒီချန်ပီယံလိသွင်းကို90ရရှိပြီဖြစ်တဲ့ပထမဆုံးကစားသမားစည်ရင်းကိုသူပိုင်ဆိုင်ခဲ့တယ်ပေါ့နော်ဒီအာဖရိကကစားသမားတွေထဲမှာချန်ပီယံလိမှာသွင်းကိုအများဆုံးနံပါတ်1ဆိုတဲ့ record ကိုလည်းသူရရှိခဲ့ပြီဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လပါဦးသိရဆိုရင်ဒါဗန်ဒိုက်ကဘော်ဒီခုတို့မာကာတွင်းလိုက်တဲ့ဂိုးခွင့်မပြုတဲ့ဂိုးတွေလည်းရှိခဲ့တယ်ပေါ့နော်တကယ်ဆိုရင်ဒါလုံးဝအရေးကြီးနေတဲ့အချိန်မျိုးမှာဆိုတော့ဒီမာကာတွင်းနဲ့ဂိုးကလည်းဂိုးပေးရမှာပေါ့နော်ဗန်ဒိုက်သူ့ခေါင်းခုတ်တိုက်တာဂိုးသမားကိုလည်း body action တွေဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့လည်းဒီကိုမပေးခဲ့ဘူးပေါ့နော်မပေးခဲ့ဘူးဆိုမှလည်းကျွန်တော်တို့တွေကဒီကာလာတာစရီကိုဒီနေ့ပွဲစဉ်မှာဆိုရင်လုံးဝအဆဆရအဖက်ဖက်ကနေအတာသီးယူပြီးတော့ကာလာတာစရီကိုလုံးဝအပြက်အသက်ချေမုန်းနိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်လဘဦးသိရဆိုရင်ဂိုးကန်သွင်းခြင်းက32ကြိမ်လောက်တောင်မှရရှိပြီးတော့ကျွန်တော်တို့ဒါဂိုးပေါက်တဲ့ကန်ချက်ကဆိုရင်လည်း16ကြိမ်တောင်ရှိပြီးတော့လုံးဝပွဲစဉ်အပြက်အသက်ကြီးဖြစ်အောင်လှုပ်ထားနိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့လီဗာပူးဖန်နေစောင့်ကြည့်နေတာကဒီလိုခြေစွမ်းမျိုးဒီလိုစိတ်ဓာတ်မျိုးလီဗာပူးကိုကျွန်တော်တို့မြင်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီခြေစွမ်းနဲ့အဲ့ဒီယုံကြည်ချက်တွေအဲ့ဒီခံယူချက်တွေအဲ့ဒီစိတ်ဓာတ်ပိုင်းတွေကိုဒီနောက်လာမဲ့ပွဲတွေမှာသူတို့ဆက်လက်ပြီးတော့တည်ဆောင်သွားနိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်ဒီ quarter final မှာဆိုရင်ကျွန်တော်တို့လီဗာပူးတင်းရဆိုရင် PSG နဲ့တွေ့ရှိမယ်ပေါ့နော်ဒီ PSG နဲ့April လ10ရက်နေ့ PSG ရဲ့အိမ်ကွင်းမှာသွားပြီးကန်ရမယ်ဒုတိယကြောဖြစ် April 15ကျွန်တော်တို့မြန်မာစံတော်ညဆို14ရက်နေ့ညမှာဒုတိယကြောကျွန်တော်တို့လီဗာပူးအသင်းရဲ့အိမ်ကွင်းမှာမနစ်ကရှုံးကြည့်စနိုင်မလားဆိုတော့လည်းကျွန်တော်တို့ချန်ပီယံလိမှာထပ်မံစောင့်ကြည့်ရမှာဖြစ်ပါတယ်အဆုံးသတ်မယ်ဆိုရင်ဒီညနိုင်ပွဲပေါ်ကိုညီကိုတို့ရောအားရကျဉ်းမှုရှိကြလားဘယ်ကစားသမားရဲ့ခြေစွမ်းရောအကြိုက်ဆုံးလားညီကိုတို့ရဲ့အမြင်လေးကိုမှတ်မှဝေမျှပေးသွားကြပါအောင်ခင်ဗျာစုံနည်းကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ